အားလုံးပဲမင်္ဂလာပါခင်ဗျာကုတ်ဆောင်မှုရန်ကိုထုံးဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့မှာတော့ဒီ monthly transaction ဆိုတဲ့ပုံစံလေးကိုရွေးချယ်ရတယ်ဗျဒီပုံစံလေးမှာကျွန်တော်တို့ transaction table ပေးရတယ်ဒီထဲမှာဆိုရင် ID country state amount နဲ့ transaction date တွေပါရပေါ့လေ state ကကြတော့ approve နဲ့ decline ဆိုပြီးနာမည်လို့ရှိမယ်ကျွန်တော်လုပ်ပေးရမှာကလာတလချင်းစီပေါ့လေလာတလချင်းစီရဲ့ country ရဲ့ကိုလာရဲ့ country ရဲ့transaction number of transaction တွေရဲ့သူတို့ရဲ့ transaction စုစုပေါင်း amount တွေapprove transaction အရေးအတွက်တွေဘယ်သူတို့ရဲ့တိုးတဲ့ amount တွေကိုကျွန်တော်ရှာပေးရမယ် resets ကကြိုက်တဲ့ order ဖြစ်လို့ရတယ်ပေါ့လေဒီမှာဆိုလို့ရှိရင်ကျွန်တော်သူဥမာပေးရတဲ့မှာဆိုလို့ရှိရင် US က3ကြောင်းရှိရယ် US 3ကြောင်းမှာ12လပိုင်းမှာ2ကြောင်းရှိရယ်အဲ့တော့12လပိုင်းမှာ2ကြောင်း1လပိုင်းမှာတစ်ခုဆိုတော့12လပိုင်းနဲ့1လပိုင်းနဲ့꿰တယ်ဒီမှာ12လပိုင်းမှာ total transaction count က2ခုဆိုတော့2အဲ့ဒီမှာ approve လုပ်ထားတဲ့ count ကတစ်ခုလဲဆိုတော့1ဒီမှာ total transaction က1000 2000ဆိုတော့3000 approve transaction က1000နဲ့ဆိုတော့1000ပေါ့ဒါမျိုးရှာပြရမှာပေါ့အဲ့တော့ကျွန်တော်တို့က month နဲ့ဒီ country ကို group by လုပ်ပေးလိုက်လို့ရှင်တော့ကျွန်တော်တို့တွက်ရမယ်ဟာတွေကအဆင်ပြေသွားလိမ့်မယ်ပေါ့လေအဲ့တော့ကျွန်တော်ရေးကြည့်အောင်ဗျ query လေးနဲ့ select ကျွန်တော်တို့ယူပေးရမှာပထမဆုံးဒီတိုင်းပဲရေးကြည့်အောင်ဗျ month ရဲ့ country ရဲ့ transaction count ရဲ့ transaction count ရဲ့ approve count ရဲ့နောက်တစ်ခုက transaction to the amount ရဲ့နောက်ဆုံးတစ်ခုက approve to the amount ရဲ့ဒီကောင်ကဘယ်ရယူမလဲဆိုတော့ from transaction table တွေကယူမယ်ကျွန်တော် group by လုပ်ပေးမယ် GROUP group by ဘာနဲ့လုပ်မလဲဆိုတော့ month ရဲ့ country ရဲ့နဲ့လုပ်မယ် country ရဲ့နဲ့ကျွန်တော်month ရဲ့ country ရဲ့နဲ့ကျွန်တော်ဟုတ်ပါလေ month ရဲ့ country ရဲ့နဲ့ကျွန်တော်လုပ်လိုက်မယ်ပေါ့နော်လုပ်လိုက်မယ်ဟုတ်ပြီအရင်ဆုံးကျွန်တော် month မှာကြတော့သူကဒီလိုမျိုးအရှိမရေးရလဲပါတယ်နောက်က month လဲပါတယ်ဆိုတော့ဒီတိုင်းပုံမှန် month function နဲ့ကျွန်တော်ရေးလို့မရတော့ဘူးပေါ့အဲ့တော့ကျွန်တော် format ချလိုက်တာပေါ့ format ချလိုက်တာဖြစ်တဲ့အတွက်ကျွန်တော် date format ဆိုတဲ့ function လေးကိုသုံးမယ်ဗျ FORMAT format date format မှာဆိုလို့ရှိရင်ကျွန်တော် format ချမယ် date ပါမယ်နောက်တစ်ခုကဘယ်လို format လဲဆိုတာပါမယ်ဘယ်လို format လဲဆိုတော့ကျွန်တော်ကရေးရလာမယ်ရေးရလာပြီးမှအနောက်ကဒီ month လေးလာမှာပေါ့နော် month လာမယ်အဲ့တော့နောက်တစ်ခုက country ကကြတော့ဒီထဲမှာ country ပဲဆိုတော့ country ပဲထားလိုက်မယ်ဟုတ်ပြီ transaction count က total transaction count ဖြစ်တဲ့အတွက်ကျွန်တော်တို့က count အကုန်လုံးရှိတဲ့ ID တွေပဲယူလိုက်မယ်အဲ့တော့ transaction အကုန်လုံးရဲ့ count ပေါ့လေ approve count ကကြတော့ကျွန်တော်တို့ကဒီကောင် S ကြံခဲ့နော် S ဒီကောင်မှာလဲ S နော်ဘောလို့ရှိရင် approve count မှာဆိုလို့ရှိရင်ကျွန်တော်က sum လုပ်ပေးမယ်ဗာလဲဆိုတော့ state က approve state approve ဖြစ်တဲ့ count တွေကိုရေတော့ကိုကျွန်တော်ပေါင်းပေးလိုက်ရင် approve count ရမယ်နောက်ဘောလို့ရှိရင် transaction total amount ကလည်း sum လိုက်မယ်ဒီနေရာမှာကျွန်တော် case လေးနဲ့ရေးလိုက်အောင်ဗျ case မှာ1ဒီ transaction total amount transaction total amount ဆိုတော့ကျွန်တော်စစ်ပေးကြရအောင်မလို့ဘူးဗျamount တွေအကုန်လုံးပေါင်းပေးလိုက်အောင်ပဲ approve ကြမှာကျွန်တော်တို့ကစစ်ပေးဖို့လိုမယ်ဗျ approve ကြမှာကျွန်တော်တို့က approve ကြရင်တော့case 1နောက်မှာ condition က state equal to app ROVD approve ဆိုလို့ရှိရင် then ကျွန်တော်ဘာလုပ်မလဲဆိုတော့ amount ကိုယူလိုက်မယ်အဲ့လိုမှမဟုတ်ရင် s ကို0ပေးလိုက်မယ် point at နော်အဲ့လုပ်လိုက်မယ်ဒီကောင်ကလည်း s ပေါ့ s လေးကြံခဲ့မယ်ဒီမှာ s ကြံခဲ့မှာဟုတ်ပြီရပြီဗျာဒါဆိုကျွန်တော် run ကြည့်အောင်ဗျာ run ကြည့်အောင်ဆိုတော့ okay task ကတော့အဆင်ပြေသွားပြီအဲကျွန်တော် submit ကြည့်အောင်ပါဗျာ
Okay submit ကြည့်ရလဲကျွန်တော် problem လေးကအဆင်ပြေသွားတွေ့ရမှာပေါ့လေဒီနေရာမှာဆိုလို့ရှိရင်သူလိုချင်တဲ့အတိုင်းကျွန်တော်က month နဲ့ country ကို group ပိုင်းလုပ်ပေးလိုက်တယ်အဲ့တော့ month နဲ့ country နဲ့ sign နဲ့ transaction တွေကြီးပဲကျွန်တော်က record ရလာမယ်ပေါ့လေအဲ့ record တွေထဲမှာကျွန်တော်ကဒီမှာ transaction count ဆိုလို့ရှိရင်လည်းဒီ record တွေအကုန်လုံးရဲ့ count ဖြစ်တဲ့အတွက် ID နဲ့ပဲကျွန်တော် count လုပ်လိုက်တယ်ဟိုမှာကျတော့ month ကိုကျတော့သူလိုချင်တဲ့အတိုင်း format လေးရိုက်ပြီးတယ် country က country တိုင်းပဲယူတယ်total amount ဆိုလို့ရှိရင်ကျတော့ amount တွေအကုန်လုံးပေါင်းတာဖြစ်တဲ့အတွက်ကျွန်တော်ဘာမှစစ်ပေးကြမလို့total amount မဟုတ်ဘဲနဲ့ approve total amount ဆိုလို့ရှိရင်ကျွန်တော်က approve ဖြစ်လို့ရှိရင်ကျွန်တော်ဒီ amount ယူပေးတယ် approve မဟုတ်ဆိုလို့ရှိရင်တော့0ယူပြီးတော့ကျွန်တော်ကပေါင်းပေးလိုက်တယ်ပေါ့လေဒါဆိုလို့ရှိရင်ကျွန်တော်လိုချင်တဲ့ဒီပုဒ်စာအတွက်အဖြေလေးကရရှိသွားပြီပဲဖြစ်ပါတယ်ဗျဒါဆိုလို့ရှိရင်တော့ကျွန်တော်နောက်ရက်များမှာပြန်လည်တွေ့ဆုံကြပါဗျာအားလုံး